မင်္ဂလာပါ Joshua Ministry ကနေကြိုဆိုပါတယ်အခုကျွန်တော်တို့ဒီမြန်မာလူမျိုးတွေ TikTok တို့ Facebook တို့ media website တွေမှာကျွန်တော်တို့ကြည့်ရတဲ့လောက်များသောအားဖြင့်ကဘာကိုတွေ့ရလဲဆိုတော့ကျွန်တော်တို့ယုံကြည်မှုဘာသာရေးခံယူချက်ကဘာကိုတွေ့ရဆိုတော့ဘာသာကိုဆွဲလန်းနေကြတယ်အဲ့ဒါကိုကျွန်တော်တွေ့ရတယ်ဘာသာကိုအရန်ဆွဲလန်းကြတယ်ဥပမာဆိုကျွန်တော်တမန်တော်အရေးကိုကျွန်တော်ပြောတဲ့အခါပါတယ်လူကတေးပြီးဖြစ်တယ်တေးပြီးမဖြစ်ဘူးဆိုတဲ့ဒီနှစ်ခုရန်ကိုပြောတာပြဿနာတွေတော့များတယ်ဘုရားလောကမှာဘာသာပေါင်း4000ကျော်ရှိတယ်သူ့ဒေသနာပြုချက်ရဒါပေမဲ့သင်တို့ကျွန်တော်တို့ဆရာတို့ခမရတို့ကျွန်တော်တို့သိဖို့ကဘာလို့တလဲဆိုတာကျွန်တော်လက်တွေ့ logic ကိုကျွန်တော်ဒီနေ့သုံးသပ်ကြစို့လက်တွေ့ logic ကဘာကိုပြတယ်လဲအဲ့ဒီဘာသာရေးခေါင်းဆောင်တွေ4000ကျော်သောခေါင်းဆောင်တွေမှာဘယ်သူကတည်ပြီးရင်လက်တွေ့ပြတဲ့ဘာသာရေးခေါင်းဆောင်ဘယ်သူလဲအဲ့ဒါကိုရှာကြပါတည်ပြီးရင်ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုမိမိရဲ့ theory မိမိရဲ့ဘာသာရေးအဆုံးအမတွေနဲ့ပြောနေတင်နေတာကကျွန်တော်တို့မြက်ကန်းကစင်ကိုစမ်းတယ်လို့ပဲဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့လေတည်ပြီးရင်ဘာဖြစ်တယ်ဆိုတာတက်တည်ပြသွားတဲ့ဘာသာရေးခေါင်းဆောင်တစ်ပါးပေါ်ထွန်းခဲ့တယ်အဲ့ဒါကိုခရိယန်တွေလို့ခေါ်တဲ့အသင်းအဖွဲ့အစည်းတွေကဒီအရှင်ကိုသူတို့ကောင်းကောင်းသိတယ်ကိုးကွယ်တယ်ယေရှုဖခင်ဖြစ်တယ်လို့သူတို့အမြဲတမ်းပြောတယ်ဒီဇင်ဘာ25ရက်နေ့ရောက်တိုင်းသူ့ရဲ့မွေးနေ့တော်မြတ်ကိုလည်းအမြဲတမ်းကျင်းပါတယ်အသက်ရှင်သောဖခင်ဖြစ်တယ်လို့သူတို့ပြောတယ်တမန်ကျမ်းစာကလည်းတသက်ခံတယ်အဲ့ဒီတမန်ကျမ်းစာကကဘာပေါ်မှာခဏအချိန်ထိတစ်စက္ကန့်တိုင်းမှာ9အုပ်ကနေ6အုပ်အထိကိုအမြဲတမ်းရောင်းရနေတဲ့စာအုပ်ဖြစ်တယ်။ကဘာပေါ်မှာစာအုပ်တော့ပဲရှိပါတယ်။တင်နဲ့ကျွန်တော်မိတ်ဆွေတည်ပြီးဖြစ်တယ်မဖြစ်ဘူးဆိုတာခဏခမညာတေချာရှင်းနေဆိုရင်ဒီယေရှုအကြောင်းကိုတမန်ကျမ်းစာထဲမှာကနေပြီးတော့သိအောင်မြင်အောင်လေ့လာပါ။ဘုရားကောင်းချီးပေးပါစေ။